အားလုံးပဲကျွန်တော်ဗီဒီယိုကြောင့်အနောက်ရှက်ဖြစ်သွားရင်နားလည်ပေးပါဒီရက်ပိုင်းအချိန်လေးကြောင့်ကျွန်တော်ဈေးဆက်မရောက်တော့ဆိုပြီးတော့စီစဉ်ထားတာပေါ့နော်ဒီရုံးပိတ်ရက်တွေပြီးအခြေအနေတွေအကုန်လုံးအဆင်ပြေခါမှကျွန်တော်ပြန်ရောက်မယ်ဆိုပြီးတော့စီစဉ်ထားတာပေါ့နော်ကျွန်တော်ကိုယ်ရင်လည်းခရီးသွားဖို့ရှိတာလည်းပါတယ်ဒါပေမဲ့ကျွန်တော် page မှာလာမေးတဲ့လူတွေတော်တော်များတယ်သူဆိုရင်ကျွန်တော်ဈေးဆက်မရောက်သေးဘူးပေါ့နော်အခြေအနေတွေမကောင်းသေးလို့စောင့်ကြည့်အောင်မယ်ဆိုတာတောင်မှပဲပတ်စံနေလွှဲပေးထားပြီးတော့ရတယ်စောင့်မယ်အဆင်ပြေမှပို့ပေးဆိုတဲ့သူတွေလည်းရှိတယ်ပေါ့နော်အခုရန်ကုန်ဆိုရင်ပဲကျွန်တော်ပို့ပေးဖို့ကြံတာအများကြီးပဲပေါ့နော်ကျွန်တော်ကြွေးတွေအများကြီးရှိနေတယ်တင်နေတယ်ပေါ့နော်ချို့တော့ဆိုရင်လည်းကျွန်တော်ဒီနေ့ဖုန်းလိုင်းနေအဆင်ပြေလို့ကျွန်တော်ပို့ပေးလိုက်ပြီးဒီတော့ကျွန်တော်ဘလို့စီစဉ်ထားလဲဆိုတော့ပေါ့နော်ဒီရက်ပိုင်းကျွန်တော်ဈေးလေးနည်းနည်းပြန်ရောင်းပေးပြီပေါ့နော်ရောင်းမှာတော့ကျွန်တော်အချိန်ကန့်သက်နေပဲရောင်းပေးမယ်ဒီနေ့တစ်ရက်နှစ်ရက်ကျွန်တော်ဗီဒီယိုတင်မှာပဲချိန်လာတော့မသိဘူးကျွန်တော်9ရက်နေ့ဒီပဲကျွန်တော်ရောင်းပေးမယ်အခုရောင်းပေးမဲ့ပစ္စည်းကလည်းကျွန်တော် page မှာလုံးဝမတင်ရသေးတဲ့အကုန်လုံးအစ်စ်တွေပဲပေါ့နော်အဲ့ဒါတွေကိုဝယ်ချင်ဝယ်လို့ရတယ်ပြီးတော့ကျွန်တော်ရှိမှာကတည့်ရအတိုင်းပဲပစ္စည်းကအများကြီးမပါဘူးနည်းနည်းလေးပဲပါတယ်ပေါ့နော်ဒီမှာပြထားတဲ့ jacket ဆိုရင်ကျွန်တော်ရှိမှာ3တယ်ပဲပါတယ်ဒါဆိုရင်လုံးဝ limited ပဲကျွန်တော် weight ဖို့ဆိုဝယ်ထားတာပေါ့နော်အကောင်လေး3တယ်ပါမယ်ပြီးရင်ဒီဂျင်းပေါင်းမီလေးပေါ့နော်ဒီဂျင်းပေါင်းမီဆိုရင်လည်းကျွန်တော်အရန်သဘောကျလို့မှားထားတဲ့ပေါင်းမီလေးသူဆိုရင်လည်း5-6ထဲလောက်ရဖို့ရှိတယ်ရဝယ်လို့ရမယ်ပေါ့နော်သူလည်းလုံးဝ limited ပဲနောက်တစ်ခုကတော့ပိုလိုလေးတွေပေါ့နော်ဒီပိုလိုဆိုရင်လည်းကျွန်တော်ဝေးဖို့ပေါ့နော်ကျွန်တော်ဝေးဖို့နဲ့ကျွန်တော်ခီးသွားတဲ့အခါဝေးဖို့ဆိုပြီးတော့မှာထားတဲ့အင်ကြီးလေးတွေဒီကောင်လေးတွေလည်းကျွန်တော်ပြန်ပြီးရောင်းပေးမယ်သူလည်း5-10လောက်ပဲရမယ်ပြီးတော့ဒီဂျင်းပေါင်းမီလေးတွေဒီဂျင်းပေါင်းမီကတော့နည်းနည်းပဲကြံတော့မယ်အချို့ဆိုရင်5-6တဲကတော့ရောင်းပြီးသွားပြီဆိုတော့9-10တဲကြံအောင်မယ်ကိုကတကယ်လို့မှားခြင်းနဲ့လိုချင်နဲ့လိုအပ်တယ်ဆိုရင်မှဝယ်ပါကျွန်တော်9ရက်နေ့ဒီပဲရောင်းပေးပါမယ်ပြီးတာနဲ့ကျွန်တော်ဟိုးတကြံနေပြီးတဲ့ဒီကျွန်တော်ပိတ်လိုက်မှာပါအယောင်းနေတကယ်အကုန်အဆင်ပြေမှကျွန်တော်ပြန်ပြီးစမှာပါ